စောမြနင်ငါ့ကိုတစ္ဆာဖောက်ယုံနဲ့မကဘူးတတိုင်းပြည်လုံးကိုငါရန်သူဖြစ်အောင်လုပ်ခဲ့တာပေါ့လေကျမမားပါတယ်မမဝန်ကြီးချုပ်စီကပရပိုက်ကိုနင်မင်းသားကြီးစီပို့လိုက်တာမဟုတ်လားကျမတစ္ဆာဖောက်တာမဟုတ်ပါဘူးရှင်မကျမကတစ္ဆာတရားဘက်ကပဲရက်တည်ခဲ့တာပါအရှင်မရဲ့အာနာမတ်မောမှုတွေကအပြစ်မရှိတဲ့လူတွေကိုတတ်ခဲတာကြပါပြီငါကအာနာမတ်တယ်ဟုတ်လားစောမြငါမှဒီလိုမလုပ်ရင်နန်းတွင်းမှာအာနာအပြိုင်မှုတွေမဖြစ်တော့ဘူးလားအာနာဆိုတာလူတွေကိုလွှမ်းမိုးဖို့မဟုတ်ဘူးစောင့်ရှောက်ဖို့ပဲဖြစ်တင်တာပါအခုတော့အရှင်မရဲ့ခေတ်ကကုံဆုံးသွားပါပြီငါကတော့ပွင့်ပွင့်လင်းလင်းတက်ခဲ့တာဖြစ်ပြီးနင်တို့ကတော့တရားမျှတမှုဆိုတဲ့ခေါင်းစဉ်အောက်မှာငါ့ကိုတက်ကြတော့မှာပေါ့အရှင်မမားနေပြီကျမတို့အရှင်မကိုမတက်ပါဘူးအရှင်မကျူးလွန်ခဲ့တဲ့အဖြစ်တွေအတွက်တစ်သက်လုံးအကျဉ်းဆန်ရင်ပြည်သူတွေရဲ့ငြိမ်းချမ်းမှုကိုစောင့်ကြည့်သွားစေမှာပါဘာငါ့ကိုအကျဉ်းချမယ်ဟုတ်လားနင်တို့ငါ့ကိုဒီလိုအရှက်ခွဲရဲတယ်ပေါ့အရှင်မရဲ့အထတွေအတွက်တေခြင်းတရားကလွယ်ကူလွန်းပါတယ်ဒီမြေပေါ်မှာအရှင်မခင်းချင်းခဲ့တဲ့သွေးညော်နှံ့တွေကုန်စင်အောင်ပြန်ပေးဆက်ရပါဦးမယ်အရာအလုံးပြီးဆုံးသွားပါပြီစောမြနန်းတော်တစ်ခုလုံးလဲတိတ်ဆိတ်သွားပြီအေးချမ်းသွားပြီ